ခံနေရအမိုင်လေးလေးလှဲပြီးတော့အကြော်ကြော်စားမယ်ဆိုပြီးတော့မီးသွေးမီးမွေးပါတယ်မီးမွေးနေချိန်မှာပဲအကြော်ကြော်ဖို့အာလူဘူးတီစက်သွန်နီပြားမှုမြင်းခွာရွက်နဲ့ပစုံတွေကိုပြင်ဆင်ထားလိုက်ပါမယ်ပြီးရင်အကြော်မုံနဲ့အတွက်စံစိမ့်မုံနှစ်စကောင်းညင်းမုံတစ်စနဲ့ကလပဲအစိမ့်မုံရှိလို့ရှိရင်နည်းနည်းလောက်ထည့်ပြီးတော့စားထည့်ပြီးတော့အကြော်မုံနဲ့အတွက်မပြစ်မကျဲလေးဆက်နိုင်ပါတယ်ဒီပူပူမှာဘူးစည်းကြော်လေးအရင်ကြော်ဘူးစည်းကြော်လေးရသွားရင်အာလူကြော်လေးကြော်အာလူကြော်လေးရသွားလို့ရှိရင်ပစုံကြော်လေးကြော်ပစုံကြော်ပြားမှုကြော်ကြက်သွန်ကြော်တွေကတော့အခုလိုမျိုးပကံပြားလေးထည့်ပြီးတော့ကျွန်တော်ကတော့ကြော်ပါတယ်ပြီးရင်ကြက်သွန်ကြော်ပြီးရင်ပြားမှုကြော်အလဲကျစီကြော်ပြီးွားတဲ့အချိန်မှာနောက်ဆုံးပိတ်ကတော့မြင်းခွာရွက်လေးကိုမုံနေလေးနဲ့စိမ်းပြီးတော့ကြွလေးကြော်လိုက်တယ်ပေါ့နော်အကျော်စုံတဲ့တူတူမနက်စာစားဖို့အတွက်ကတော့အိုးအစ်တစ်လုံးထဲမှာစီလေးပါလေးအောင်ထည့်ပြီးတော့မြေပဲလေးထည့်စားလေးနဲ့ထည့်ပြီးတော့မြေပဲလေးကိုကြော်ပြီးလှော်ပေးလိုက်မယ်ပြီးရင်ပကံထဲမှာထည့်အေးခံလိုက်မှကြွလေးဖြစ်မှာပေါ့ပြီးရင်အိုးတဲ့ကိုစီထည့်စနွင်းမုံလေးပါလေးအောင်ထည့်ပြီးတော့ထမင်းအဖြူလေးကိုစနွင်းလေးနဲ့ကြော်ပေးလိုက်ပါမယ်ပြီးတော့မှမြေပဲလေး3-5 စစ်ပစ်ထည့်ပေါ့နော်အချင်းအတွက်ကတော့မြို့သီးစိမ့်နဲ့ကြက်သွန်ပြူကိုလှော်ပေးလိုက်မယ်ပြီးရင်ထောင်းထားပြီးတော့မကြီးရပြစ်ထဲမှာထောင်းထားတဲ့မြို့သီးစိမ့်ကြက်သွန်ပြူထဲငံပြားရီထဲရေနွေးလေးနဲ့ထဲမြို့သီးမုံအရသာအတွက်စားဟင်းရွက်မုံပဲမုံလေးထဲလို့တေချာလေးမှွေပေးလိုက်တာနဲ့အကျော်စုံပူပူလေးနဲ့ထိထိမိမိကွီကွီဖြစ်မဲ့မကြီးချင်လေးတစ်ခွက်ရပြီဖြစ်ပါတယ်နောက်ဆုံးပိတ်မှာမှနနံမေလေးအုပ်လိုက်ပေါ့နော်မနက်စောစောမှာကျွန်တော်တို့မပါမဖြစ်ကတော့ True Sun Coffee ပဲဖြစ်ပါတယ် True Sun ကအသစ်ထွက်ထားတဲ့ Freeze Dry Coffee ကအနံ့ရတာမှွေးလွန်းလို့ကျွန်တော်ကတော့အရန်ကြိုက်ပါတယ်ကျွန်တော်တနေ့တာမရှိမဖြစ်ကတော့ True Sun Coffee ပဲဖြစ်ပါတယ်ခင်ဗျာဒီလေးနဲ့တို့